KA ရင်မှာဆီယမအကျဉ်းနဲ့မစ်တီကာလာတော့စတိုးထားရဲဆိုတာအားလုံးပဲသိကြတယ်မလားအခုကခေါင်းတော်တစ်ခါလျှော်ပြီးတော့ gay အစ်အတွက်ကိုအမတ်တက်တပုံကိုမရရသေးဘူးဒီချိန်မှပုံမရိုက်သေးဘူးဆိုရင်မစ်တီကာလာကကြက်မှာမဟုတ်တော့ဘူး outfit နဲ့စုံတော့ ready ဖြစ်နေပြီနော် let's go အလားပြင်လိုက်ရင်လူလိုဘာလိုပြန်ဖြစ်သွားရင် cameraman နဲ့ driver ကလည်း ready ပဲလာရီ coffee sun ဒီဇိုင်းရောက်ပြီအားလေဗီဒီယိုရိုက်မှာပြီးတော့ gay အစ်နဲ့လောက hype သွားပြီဆိုတော့ American တို့ပဲတောက်တော့တယ်ရိုက်မဲ့ဖုန်းကလည်း Oppo ရဲ့ Reno series တွေက Oppo Reno 15 Pro Max သူ့ရဲ့ကင်မရာကလည်း200 MP လို့ပြောရနော်ပုံရိုက်တာမှမိုက်တခါရဲစမ်းကြည့်မယ်အချမ်းဟာကိုမသိပေမဲ့ဒီဇိုင်းကတော့ကြွေချင်းစရာကြီးပဲကင်မရာမန်ကလည်းခေရဲ့အကြောင်းသိနေပြီနော်ဖုန်းကိုအရင်ကြွေးရတယ်ဆိုတာကို wow reset တကယ်မိုက်တာပဲအဲ့ဒါတော့ FF ဘာမှမပါသေးဘူးနော်အာတင်ထားရိုက်ပြီးရင်စားခိုင်းမယ်ဟုတ်ပြီလားဝူးတပုံရိုက်တာကလည်းမသိမြောက်ကြနေရပဲဒီခန်းရဲ့ကင်မရာမန်ကဘာတူလို့ထင်လဲဟဲအဲ့ coffee sign က security ဦးလေးပုံလက်လောင်လေးထွက်ချင်တာလွယ်ရမန်းထင်နေရလားအခုမှခေကြည့်ပြီးတာ Oppo Reno 15 Pro Max က Silicon ဆွဲတဲ့ချိန် 0.66 ultra wide angle လေးပါတာပဲ selfie ကိုတော့ 0.66 wide angle ပါတဲ့ဖုန်းကရှားတယ် wide angle ပါတော့အနောက်က background ကပို့ပြီးတော့မြင်ရတာပေါ့ကင်မရာမန်ကပိုက်စာနေပြီးတဲ့တနာစရာလေးတစ်ဖြတ်စားခိုင်းလိုက်အောင်မယ်နော်ခင်မာဝင်းအဆက်ခံနိုင်တဲ့ secret က spicy စားတဲ့ချိန်နှခမ်းကိုမထိတာပဲအဲ့ဒါကပဲများနေရမှာမဟုတ်ဘူးဗီဒီယိုထဲမှာမပြောဘူးဒီလိုလူအသေးလေးမလို့ချင်ဘူးဆိုရင် 3.5x telephoto lens နဲ့လည်းရိုက်လို့ရတယ် portrait မှာလည်း 3.5x telephoto lens ပါတော့လုံးဝကြည်တောက်ရှင်ပဲမတင်ကင်မရာနဲ့ရိုက်ထားတဲ့အတိုင်းပဲပြီးရင်ခင်မာဝင်းလိုမျိုးဆယ်လီကြီးဆိုတော့အမြဲတမ်းပဲများတဲ့ဗီဒီယိုရိုက်ဖို့လိုတယ်ဒီ Oppo Reno 15 Pro Max မှာက 4K HDR Ultra Steady ရလို့လှုပ်ရှားနေတဲ့အချိန်ဗီဒီယိုရိုက်ရင်တောင်မှမငြိမ်တာမျိုးလုံးဝစိုးရိမ်စရာမလိုပြီး right ထင်နေရလားတနေရာချင်းပြီးတော့ night mode ရအောင်ပါအလားပြင်ထားတော့အကုန်ရိုက်မယ်မနေ့ပြန်ဆိုရင်အလားပြင်စရာမလိုတော့ဘူးဒီအကင်ဆိုင်ရဲ့အင်တာမှာပဲအင်ဂျီလဲရတာပေါ့ခင်မာဝင်းရဲ့ဘဝမြန်တနာဖို့ကောင်းတယ်မလားဆိုင်တဆိုင်ရောက်ရင်မာတော့မာထားရမယ်ဒါပေမဲ့မစားရသေးဘူးခဏလေးစမိတ်လေးဖြီးလိုက်အောင်မယ် Oppo Reno 15 Pro Max နဲ့ပဲရိုက်မယ်ညမှာပုံဘလို့ထွက်တာလဲဆိုတာဒီဟာကကြော်ညာဆိုတော့လူတိုင်းသိရဒါပေမဲ့ပြီးအောင်ကြည့်သွားညဆိုရင်တော့တီးရဲ့အတိုင်းပဲတီဖုန်းရဲ့ flash မီကိုစမ်းကြည့်မယ်လင်းမလင်းလှမလှအစားတီဖြူဖွေးနေအောင်ကို reserve ပုံထည့်နေရမဟုတ်ဘူးသူက upload တင်လုပ်နေခဏလေးစောင့်ပြီးထွက်လာတဲ့ကာလာကလုံးဝမိုက်နေရောပဲအတက်လို့ဖို့ပြင်တဲ့လူအတွက်ဆိုအဆင်ပြေနေပြီနော်ကင်မရာမန်က serious ဖြစ်လာရင်ဘယ်သူမှတော့ရှုပ်လို့မရအောင်နော်အခုကအလုပ်ပြီးရိုက်ဆိုရင်စားချင်စားလို့ရပြီ okay strawberry juice ချိုလုံးလို့တွေးတောင်တိုးတော့မယ် strawberry plain တစ်ခွက်မှာပြီးတော့ရောတောက်မယ်အရန်ချိုရင်မကြိုက်ဘူးအဲ့လိုမျိုးကိုကြီးများတာနော်သူတို့ဆိုင်က K ကိုတိတယ်တဲ့ပဇွန်တပွဲနဲ့အသီးပွဲတစ်ပွဲတောင်လက်ဆောင်ရလိုက်သေးတယ် thank you very much aligato အပေးရာကျေးဇူးအများကြီးတင်ပါတယ်vlog ရိုက်လိုက်မှပဲခင်ဗျားတို့က K ရဲ့စားပုံတောက်ပုံလေးအကုန်လုံးသိသွားပြီနော်စားရင်နဲ့မျက်တောင်အတူပါပြုတ်သွားသေးတယ်ကင်မရာမန်အဲ့လောက်စူးစမ်းနေတာကောင်းကြီးတို့သူ့ရဲ့ reserve ပုံကြည့်ပေးသွားအောင်ကွာWe gon' party like it's your birthday. We gon' sip a party like it's your birthday. And you know we don't give up, it's not your birthday. Thinking about me, my own. So that's sweet like a soul. So you can't sleep, baby, I know. That's that me espresso. Move it up, down, left, right, oh. Switch it up like Nintendo. So you can't sleep, baby, I know. ကြည့်ပြီလားကောင်းရွေး